အားလုံးမမြင်ဘူးလားဘေဘီဆော့ကတ် channel ကနေဆိုလိုပါတယ်အရင်တော့ train night market လာရင်ဒါမျိုးတွေမတွေ့ရအောင်မရှိဘူးပေါ့နော်အခုတော့ဒီနှစ်ကျွန်တော် train night market ကိုရောက်တဲ့ချိန်မှာနည်းနည်းထူးဆန်းတာအသစ်အခုတွေ့ရတယ်တို့ရဲ့ရှေ့ခေတ်စစ်သားတွေရဲ့အကြောင်းရှေ့ခေတ်ပစ္စည်းတွေရဲ့အကြောင်းကိုဒီကိုတော်ကြီးထဲမှာလောက်ထားတာပုံဖော်ထားတာတွေ့ရတယ်ဝင်ဝင်ချင်းညာဘက်ချမ်းမှာဆိုရင်တော့ box con ပါဟိုတော့ပါနော် box con ကတွေ့ရလိမ့်မယ် box con ရဲ့နောက်ကျောင်းမှာဆိုရင်ကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုတော့ကျွန်တော်အိတ်တွေပေါ့နော်စစ်သားတွေသုံးတဲ့အိတ်တွေတွေ့ရလိမ့်မယ်ဒီမှာ box con ကားရှိပါတယ်ဒီကျွန်တော်တို့ဒီမှာဟိုဟာတွေတွေ့ရလိမ့်မယ်ဟိုဟာဒီအိတ်တွေနဲ့ကျွန်တော်တို့စင်တွေရှိတယ်ပြီးရင်ဟိုအရင်တော့အားမျိုးတွေပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်လည်းဟိုဟာပေါ့နော်ဖိနေမှာကဟိုမှာအရင်တော့မတွေ့ရဘူးပေါ့ဒါလူနာသုံးပြတဲ့လူနာတွေသုံးပြတဲ့ဟာတွေဒီမှာဆိုရင်အရင်တော့အရင်ခေတ်ကကြီးစံတစ်တာတွေဟိုခါမျိုးတွေလောက်ထားတယ်ပေါ်မှာစပိန်တွေချိတ်ထားတယ်အိတ်တွေချိတ်ထားတယ်ပြီးရင်နာယီဟိုခေတ်ကနာယီတွေနော်ဟိုခေတ်ကအသုံးပြတဲ့ပစ္စည်းတွေနာယီတွေဒီမှာလက်တံပစ္စည်းတွေနဲ့နာယီတွေတွေ့ရတယ်မီးလုံးတွေဟောင်းတွေပေါ့နော်မိုင်းဟောင်းတွေကျွန်တော်မီးလုံးဟောင်းတယ်ပြီးရင်အရင်ခေတ်ကဟိုးရင်ခေတ်ကကားတွေတွေ့ရတယ်ကားနှစ်စီးပေါ့နော်ဒီကချမ်းမှာဆိုလဲအဲ့လိုမျိုးကားနှစ်စီးတွေ့တယ်ဒီမှာဟိုးရင်ခေတ်ကလေရင်မောင်းတဲ့လူပေါ့အဲ့ပုံစံတွေဒီဇိုင်းတွေလည်းလုပ်ထားတာကိုတွေ့ရတယ်နော်ဒီလိုမှဆိုလဲတရားခုနေတဲ့စစ်သားတယောက်ရဲ့ပုံကိုတွေ့ရပါတယ်ပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာဆက်ကြည့်မယ်ဆိုမီးလုံးအဟောင်းတွေကိုတွေ့ရတယ်မီးလုံးအဟောင်းတွေဟိုတဲ့အရင်ခေတ်ကိုပြန်ပြီးတော့အမှတ်ရသွားစေတယ်နော်ဒီမှာဆိုမီးလုံးလေးတွေတွေ့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေတွေ့ရလဲစိုက်ကယ်3စီးကိုတန်းစီပြီးတော့ဟိုအရင်ခေတ်စိုက်ကယ်3စီးကိုတန်းစီပြီးရတာတွေ့ရတယ်အဲဆိုရင်ကျွန်တော်နာစီခေတ်ကအရင်ခေတ်ကဟိုပါဘောကားအဟောင်းပေါ့နော်အဲဒီကားကိုတွေ့ရတယ်ဒီဘက်မှာဆိုလဲအဲ့ဂျောဘွေ3000ပစ္စည်းအဲ့ဒီဒီမှာရှင်းလက်နဲ့ပစ္စည်းထည့်တာတွေ့ရပါတယ်ဒါအရင်တော့ train night market မှာမတွေ့ဘူးတဲ့ဟာပါဒီနေ့မှစတွေ့ရတာပါပရိသတ်ကြီးတီးရအောင်ကျွန်တော်ကြမ်းချင်းလေးရိုက်ပြတာပါရောက်ဖြစ်တော့ဒီနေရာကိုဝင်ပြဝင်မှာဓာတ်ပုံရိုက်လို့လည်းရမ်းကောင်းသလိုရှေးဟောင်း3000ပစ္စည်းတွေလည်းတွေ့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်